ဒီမှာဒီခေါက်ပြပြမှာကကျွန်တော်ဒီ next of view offline BOS ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကျွန်တော်ပြပေးမှာဖြစ်ပါတယ်တကယ်လို့ phone version tablet version ဆိုရင်ကျွန်တော်ရဲ့ဒီ bio မှာခြားပေးတဲ့ Telegram မှာတွားပြီးတော့မှတောင်းလောက်ဆွဲလို့ရပါတယ်အခုတော့ကျွန်တော်ကဒီ computer မှာဘယ်လို install တင်ပြီးတော့အသုံးပြုရမလဲဆိုတာကျွန်တော်ဒီ video မှာရှင်းပြပေးမှာဖြစ်ပါတယ်အသုံးပြုနေအကုန်လုံးအတူတူပါပဲ okay အရင်ဆုံးကျွန်တော် Telegram မှာရှိတဲ့ဒီ next of BOS version 1.1 ဆိုတာလေးကိုဒီမှာဒီဟာလေးကိုကျွန်တော်တို့တောင်းပြီးတော့မှကျွန်တော်တို့ဒီမှာရလာပြီဆိုရင်ဒီဟာကိုကျွန်တော်တို့ file ဖြည့်ရမှာပေါ့နော်ဒီမှာ C file နဲ့ကျွန်တော် file ဖြည့်လိုက်မယ်ဘယ်လိုဖြည့်မလဲဆိုကျွန်တော်တို့ regularly ထားပြီးတော့မှဒီမှာကျွန်တော်ကဒီမှာဒီဟာလေးနဲ့ဒီမှာအရင်ဆုံးကျွန်တော်ဒီမှာ folder တစ်ခုရှောက်လိုက်မယ်ကျွန်တော်ဒီမှာတောင်းကျွန်တော် desktop မှာ folder အရင်ဆုံးသွားရှောက်လိုက်မယ်ဒီမှာ desktop မှာ folder အရင်ဆုံးရှောက်လိုက်မယ် okay ဒီမှာကျွန်တော်တို့ network BOS okay ရှောက်ပြီးသွားရင်ကျွန်တော်တို့ file ဖြည့်မယ် file ပြင်မှာဖြည့်ပြီးလို့ဖြည့်ရမလဲဆိုရင်ဒီမှာဒီဟာကိုနှိပ်မယ်နှိပ်ပြီးတော့ဒီကောင် right click ထားမယ်ပြီးတော့ when IR နဲ့ဒီမှာ extract file ဆိုလေးရွေးပြီးမယ်ရွေးပြီးတော့မှခဏကျွန်တော်တို့ desktop မှာ folder ရှောက်ခဲ့တယ်မလားအဲ့ရှင်ကျွန်တော်တို့ desktop ကိုပြန်သွားမယ်ဒီမှာ desktop လေးရှိတယ်ဒီ desktop လေးနှိပ်ပြီးတော့မှဒီမှာ desktop မှာ nav of BOS ဆိုလေး folder ရှိအဲ့ folder ကိုထောက်ပြီးတော့မှဒီမှာ okay နှိပ်ပြီးလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ folder ဖြည့်တဲ့အရှင်ပြီးပြီ okay ဘယ်လိုအသုံးပြုရမလဲရှင်ကျွန်တော်တို့ desktop ကိုပြန်သွားမယ်ဒီမှာ okay ဒီမှာ desktop မှာဖွင့်လိုက်မယ်ဒီ file ကိုဖွင့်လိုက်ပြီးရှင်ဒီမှာကျွန်တော်တို့ဒီမှာfile နဲ့အများကြီးမြင်ရမှာပေါ့နော်ဘာမှထူးထူးစဉ်းစားရှင်းရမလို့ကျွန်တော်တို့ဒီမှာ install ဆိုတာလေးနှိပ်လိုက်ရမယ်ဒီ install ကိုနှစ်ချက်နှိပ်လိုက် okay နှစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာတကယ်လို့ဒီမှာဒီတကယ်လို့ကိုယ့်ရဲ့ computer မှာက install တင်မတုံးရသေးလို့ရှိရင်ဒီမှာ install ဆိုတာလေးပေါ်နေဒီမှာကျွန်တော်ဟာဒီမှာတင်တော့ပြီးသားဆိုတော့ကျွန်တော် app ကိုဖွင့်ပြီးဆိုတာလေးပေါ်နေတယ် okay ဒီမှာတကယ်လို့ Windows PC မှာဆိုရင်ဒီမှာသူသုံးပုံသုံးနည်းကျွန်တော်တို့ထားပါတော့ဒီဟာခဏထားလိုက်မယ်အရင်ဆုံးဒီမှာ app ကိုဖွင့်ပြီးဆိုတာလေးနဲ့လည်းကျွန်တော်တို့ရဲ့ software ထဲကိုရောက်သွားမှာဖြစ်ပါတယ်တကယ်လို့ desktop ပေါ်မှာတင်ချင်ဒီမှာဒီမှာကျွန်တော်ပေးထားတဲ့အတိုင်းပဲသူတို့ဒီနေ့တိုင်းပဲတင်လို့ရမှာ Chrome browser မှာ app ကိုဖွင့်ပြီးတော့မှဒီမှာဖုန်းမှာဆိုရင်ဒီလို iPad မှာဆိုရင်ဒီလို Android tablet မှာဆိုရင်ဒီလိုပေါ့နော်သူပုံစံနဲ့သူကျွန်တော်ပေးထားတာရှိပါတယ် okay အခုကွန်ပျူတာမှာပြောပြမှာဆိုတော့ဒီမှာကွန်ပျူတာမှာတမျိုးပုံစံပေါ်လာပြီရှင် app ကိုဖွင့်ပြီးဆိုတော့နှိပ်ပေးလိုက်ရုံပဲ okay ဖွင့်ပြီးနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ software ထဲကိုရောက်သွားမှာပေါ့နော်ဒါကကျွန်တော်တို့ software ကျွန်တော်တို့ဘာမှသုံးလို့မရကျွန်တော်တို့အစားအဆုံးပြန်ပြင်ရမှာပေါ့နော်ဒီကကျွန်တော် test for အနေနဲ့ထည့်ထားပေးတဲ့ဟာလေဒီကလည်းကျွန်တော်တို့တစ်ခုစီပြန်ဖြည့်မယ်ပြန်ဖြည့်ပြီးတော့မှကျွန်တော်တို့ software ကိုစာသုံးမှာဖြစ်ပါတယ်ကျွန်တော်ညီခွင့်နဲ့သေးတယ်okay အဲဆိုရင်ဒီမှာကျွန်တော်တို့တကယ်လို့ not တစ်ခေါက်ပြန်သုံးချင်လေဒီမှာကျွန်တော်တို့ဒီမှာ icon လေးပေါ်နေမှာပေါ့နော်တကယ်လို့မပေါ်ရင်ဒီမှာ net of BOS လို့ရှာရရတယ်net of BOS ကဒီကနေ့လေးနော်ဒီမှာကျရင်ကျွန်တော်က install လုပ်ထားလို့မတွေ့ရထင်တယ် okay ကိစ္စမရှိဘူးတကယ်လို့ဒီနေရာမှာapplication လေးဒီနေရာမှာ application လေးမပေါ်ရင်လည်းကိစ္စမရှိဘူးကျွန်တော်ဒီ file နဲ့တွားပြီးတော့မှဒီဟာလေးကိုနှိပ်ပေးလိုက်ရမယ်ဒီဟာလေးကိုနှိပ်ပေးပြီးတော့မှကျွန်တော်တို့စားပြီးတော့သုံးလို့ရတယ်ကိစ္စမရှိဘူးဒီမှာရှင်ဒီမှာ app ကိုဖွင့်ပြီးဆိုရင်နှိပ်ပြီးတော့မှသုံးလို့ရတယ် okay ဟုတ်ကျွန်တော်တို့ software အကြောင်းသွားရအောင် software အကြောင်းမှာဆိုရင်ဒီမှာပါလဲဆိုကျွန်တော်တို့ dashboard ပါမယ်ပြအယောင်စရင်းပါမယ်အယောင်စရင်းမှာကျရင်ကျွန်တော်ပါသေးတယ်ဆိုရင်ဒီမှာကျွန်တော်တို့ရောက်ချတဲ့ BOS နေရာပါမယ်ပြီးတော့မှတ်တမ်းကျရင်ကျွန်တော်တို့ရောက်ချထားတဲ့ PC တွေရဲ့ဒီဒေးတွေကိုအသေးစိတ်ကြည့်ရမယ်မှတ်တမ်းတွေပါမယ်ဟိဒီဟာလေးကျွန်တော် test for အနေနဲ့ထည့်ထားတာဒီဟာလေးဖြတ်လို့ရတယ်โอเคဖြတ်လိုက်မယ် flash ဘာမှမထည့်ထားဘူးကျွန်တော်တို့ဒီမှာ test box မှာကျရင်ကျွန်တော်တို့ဒီဟာလေးပါမယ်ရောင်စရင်အဝယ်စရင်မှာကြာရင်လည်းဒီမှာကျွန်တော်တို့ပါလဲရှင်ဒီမှာဒီလိုကျွန်တော်တို့အဝယ်စရင်မှာကြာရင်ဒီမှာဝယ်ယူမှုမှတ်တမ်းထည့်တာလေးပါမယ်ဒါမလို့ဖြစ်လိုက်မယ်ဒီပစ္စည်းအမျိုးအစားပ
PC အမျိုးအစားကျွန်တော်တို့ဘယ်နှခုရှိလဲဘယ်နှခုခွဲထားရလဲဆိုတာလေးပါမယ် PC အမျိုးအစားတိုင်းကျွန်တော်တို့ထားပါတော့ဖြော်ရည်မှာဆိုရင်ကျွန်တော်တို့ခုတ်ရှိမယ်ဒါခုတ်ရှိမယ်ခရာပေါင်းတွေရှိမယ်တခြားဖြော်ရည်မျိုးစုံတွေရှိမယ်မုံမှာဆိုရင်လည်းမုံပွားတို့မုံကျူတို့တခြားအများကြီးရှိမှာပေါ့နော်အဲ့ဟာတွေကိုခွဲဖို့အတွက်ဒီမှာ PC အမျိုးအစားဆိုတာလေးကျွန်တော်ထည့်ထားပေးတယ်ဘလော့ချက်တွေကလည်းမလို့သေးကျွန်တော်အကုန်ဖြတ်လိုက်မယ်တကယ်လို့လူရင်ထားလို့ရတယ်တကယ်လို့မလူရင်ဒီမှာအကုန်ပြန်ဖြည့်လို့ရတယ်โอเคဒီမှာဖြတ်လို့မရတာဘာလို့လဲဆိုရင်ဒီမှာ PC ရှိနေလို့ဖြတ်လို့မရတာโอเค PC ဖြည့်တာကကျွန်တော်တို့ stock ဖြည့်မှာ PC လက်ကျန်ကုန်ရင်ကျွန်တော်တို့ PC ဖြည့်မဲ့နေရပါဒီဟာလို့ဆိုဒီဟာလေးကကျွန်တော်မလူသေးဘူးအကုန်ဖြတ်လိုက်မယ်နော်ဖြည့်တဲ့အချိန်ကျရင်ကျွန်တော်တို့ဒီမှာတစ်ခုထားပြီးတကယ်လို့တေချာပြီးဆိုမှ okay နိုင်မယ်တကယ်လို့မတေချာဘူး cancel လေးနိုင်လို့ရတယ်နော်ဒီပြီးတော့ PC အမျိုးအစားမှာခဏဟာကိုပြန်ပြီးတော့မှသွားဖြတ်လိုက်မယ်ကျွန်တော်တို့โอเคပြီးရင်တော့ PC ဖြည့်ရပါမယ်ပြီးတော့မှဖောက်တယ်ဈေးမှာကျရင်ကျွန်တော်တို့လက်လီဖောက်တယ်တွေရှိမယ်လက်ကားဖောက်တယ်တွေရှိမယ်မှတ်ထားလို့ရတယ်မဒီမှာဖောက်တယ်အတိထည့်မယ်โอเคတကယ်လို့မမှတ်ထားချင်တဲ့ကိစ္စမရှိဘူးဖြတ်လိုက်မယ်ဖြတ်လိုက်မယ်လက်လီလက်ကားမှာကျရင်ကျွန်တော်တို့လက်လီအယောင်းလေးလက်ကားအယောင်းလေးကိုပြမယ်ပုံစံပေါ့နော်ပြမယ်ဒီတေးပြမယ်ပြီးတော့အရှုံးအမြတ်မှာကျရင်လည်းကျွန်တော်တို့ရောင်းတာဝယ်တာတွေအမြတ်တွေကိုကြီးလို့ရမယ်ဒီအရှုံးအမြတ်မှာကျရင်အတုံးစိမ်းမှာကျရင်ကျွန်တော်တို့ပါထဲလို့ရသေးတယ်ရှင်းဒီမှာအတုံးစိမ်းမှာကျရင်ကျွန်တော်ဒီမှာဒီဟာလေးထဲထားပေးတယ်တော်တော်အိမ်ငါခါလွတ်လပ်စီဖို့တို့တခြားဟာတွေထဲလို့ရတယ်ဒီမှာကိုရွေးပြီးတော့ထဲလို့ရတယ်ဒီမှာကျွန်တော်ဖြတ်လိုက်မယ်ဒီမှာသုံးစီတဲ့ထဲထားအောင်ပန်နာကြီးချုပ်မှာကျရင်ကျွန်တော်တို့ကပါရရှိလဲရှင်တို့ကပန်နာကြီးချုပ်နဲ့ခဏ PC ထည့်ပြီးတော့မှကျွန်တော်ပြမယ်ပြီးတော့ချုပ်ရှင်းစင်းဆိုတာကျွန်တော်တို့နောက်ဆုံးဘယ်ရောင်းတာထဲကနေဝယ်တာနောက်ပြီးတော့လက်ချံဘလောက်အမြတ်ချံလဲဆိုတာလေးကိုကျွန်တော်တို့ဒီချုပ်ရှင်းစင်းမှာကျွန်တော်တို့တွက်ကြည့်ရမှာဖြစ်ပါတယ်โอเคပြီးတော့မှဒီမှာအောက်မှာ setting ဆိုလို့ရှိရင်ဒီ setting ကိုဆက်သွားလိုက်မယ်ဒီ setting မှာပါလဲရှိရင်ကျွန်တော်တို့အယောင်စရင်ကိုကျွန်တော်တနေ့တာအနေနဲ့ Excel file အနေနဲ့တော့မှရှိရင်ဒီမှာ Excel file ကို download ဆွဲထားလို့ရတယ်တကယ်လို့ data လေး backup အနေနဲ့တိတ်ထားခြင်းနဲ့ဆိုရင်ဒီမှာအယောင်စရင်ကိုတရေအယောင်ပြီးတိုင်းဒီမှာ download ဆွဲပြီးတော့မှကိုယ့်ရဲ့ folder မှာတတ်ပြန်ဆေးထားပြီးလို့ရတယ်ဒီမှာရှိအဝယ်စရင် PC install for the စရင်ဒီမှာအကုန်ထားပြီးလို့ရတယ်တကယ်လို့ကျွန်တော်တို့ထားပါတော့data တွေအကုန်လုံး save မရှိရင်ဒီမှာ full pack က Excel download တက်ဆိုရရှိဒီဟာလေးကိုနှိပ်ပေးလိုက်ရမယ်။ Okay ဒီဟာလေးရတော့ဒီဟာလေးကျရင်ကျွန်တော်တို့ဒီမှာကျရင်ကျွန်တော်တို့ကခြေဆံbackup copy ကူးယူမရှင်ဒီဟာလေးအကုန်လုံးကူးယူမယ်ဆိုတာပြောပါတကယ်လို့ဒီမှာကျွန်တော်ပြန်ပြီးတော့ data တွေကိုပြန်ဖြည့်မယ်ဆိုရင်ဒီမှာခြေဆံ restore ဆိုတာလေးရှိတယ်ဒီဟာလေးကိုပြန်ဖြည့်လို့ရတယ်ဒီဟာလေးတော့ရပါတယ်ဒီဟာလေးတော့တိတ်ပြီးတော့အသုံးမလိုပါဘူးဒီလေးမဲ့ထည့်ထားတာကျွန်တော် Okayအဲ့တော့ကျွန်တော်တို့ပါရင်လုပ်မလဲဆိုရင်ကျွန်တော်တို့ POS တစ်ခုကိုစသုံးတော့မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး PC အမျိုးအစားအရင်ခွဲရမယ်ကျွန်တော် PC အမျိုးအစားတိမှာပဲ PC တွေထည့်ရမှာပေါ့နော် Okay PC အမျိုးအစားအရင်ခွဲမယ်အမျိုးအစားမှာကျွန်တော်ကဒီမှာဖြော်ရည်ပေါ့ Okay ဖြော်ရည်ကိုကျွန်တော်တို့ဒီမှာကာလာလေးပါလေးရွေးပေးရကျွန်တော်မရွေးတော့ဖြော်ရည်မှာကျွန်တော်တို့ဖြော်ရည်ရှိမယ်ထားပါတော့ဒီမှာမုံဖြော်ရည်မုံရရှိမှာနော်မုံပေါ့ Okay ဖြော်ရည်မုံရရှိမယ် Okay ပြီးရင်ဒီမှာဖြော်ရည်မုံရရှိပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီမှာတော့အမျိုးအစားခွဲပြီးပြီဆိုရင်ကျွန်တော်တို့ချိန်မှာရှိတဲ့ PC ကိုရင်ရုံးဖြည့်လိုက်မယ်ချိန်မှာရှိတဲ့ PC ကိုပြန်ဖြည့်မယ်ဒီ PC ဖြည့်ရမှာဖြည့်မယ်ဒီ PC အဝယ်စရင်တိုင်းကျွန်တော်တို့နောက်ဝယ်မဲ့စရင်ကိုပဲဖြည့်ရမှာချိန်မှာရှိပြီးသားဟာမဖြည့်ဘူးချိန်နောက်ထပ်ချိန်မှာ PC ကုန်သွားလို့ဝယ်တော့မဲ့အချိန်မှာပဲဒီအဝယ်စရင်မှလာဖြည့်မယ်လော့ချက်ချိန်မှာရှိတဲ့ PC ကိုရုံးဖြည့်လိုက်မယ် PC ဖြည့်မယ်ဘယ်လိုဖြည့်မလဲဆိုရင်ခဏဒီမှာ PC အတိတ်ထဲမယ်ပြီးတော့ဒီမှာထားပါတော့ကျွန်တော်တို့ဖြော်ရည်မှာဆိုရင်ပါရှိရခုတ်ပါခုတ်ရှိမယ်ခုတ်ကိုကျွန်တော်တို့ဘယ်မှာရှိလဲဆိုရင်ဖြော်ရည်ထဲမယ်ပြီးရင်တော့unit မှာကျွန်တော်ဘူးထားလိုက်မယ်โอเคကျွန်တော်လက်လီစေးကြရင်ကျွန်တော်တို့ plot ထားမလဲရှင်ထားပါတော့ခုတ်တစ်ဖူးကိုကျွန်တော်တို့9000ပဲပေါ့9000လေးရောင်းမယ်ကျွန်တော်တို့လက်ကားစီကိုဘယ်လောက်နဲ့ပြန်ရောင်းမလဲရှင်ခုရှယ်ရထား4500လေးပြန်ရောင်းထားလိုက်မယ်
OK ကျွန်တော်တို့မူရင်းဝယ်စေးမူရင်းဝယ်စေးကြရင်ကျွန်တော်ထားပါ3ထားပေါ့ဒီ3ထားပြီးတော့မှဒီမှာ stock ပမာဏဒါကဒီကနေဖြည့်လဲရတယ်ခဏမှကျွန်တော်တို့ဒီမှာသွားဖြည့်လဲရတယ်လို့ဆိုကျွန်တော်တို့ချိန်မှာရှိတဲ့အကုန်ဖြည့်လိုက်မှရှင်တော့ဖြည့်ထားရရတယ်မဖြည့်ချင်ဘူးဆိုရင်ဒီမှာဖြည့်လို့ရတယ် OK လို့ဆိုရင်မဖြည့်သေးဘူးဒီမှာပဲဒီတိုင်းထားခဲ့လိုက်မှာဒီတော့မှပါကောက်ကျွန်တော်တို့ပါကောက်ကြရင်ကျွန်တော်တို့ပါကောက်ကြရင် BOS သုံးဖူးတဲ့လူတိုင်းသိမှာပေါ့နော်ကျွန်တော်တို့စကင်ဖတ်ရတဲ့ဟာလေးအဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာစကင်ဖတ်ပြီးတော့ထည့်ပြီးတော့ကျွန်တော်ဒီတိုင်းပဲနှိပ်လိုက်မယ်ဘာကောက်မရှိဘူးကျွန်တော်ကတော့ဒီတိုင်းပဲနှိပ်လိုက်ပြီးတော့တိုင်းပြီဆိုရင်နှိပ်မယ်မရှင်ကျွန်တော်တို့ပါရှိမယ်ဆိုရင်ခုတ်ပေါ့နော်အမျိုးအစားဖြော်ရီလက်လီစေးက9000လက်ကားစေးက4500ဝယ်စေးက3000ဖြည့်ရမှာနော် sorry ဒီမှာ300ပဲဖြစ်နေတယ်3000ဖြည့်ရမှာ okay 3000ဒီမှာ stock အကုန်နေတယ် Union Pool တကယ်လို့ပြန်ပြင်ချင်းဒီမှာပြင်လို့ရအောင်ပြင်မယ်ဒီမှာပါလို့ရှိရင်stock ဖြည့်မယ်ပေါ့ဒီမှာ stock ဘယ်လောက်ဖြည့်မလဲဆိုတော့ဖြည့်လို့ရမယ်ဖြည့်လို့ရမယ် okay stock ချင်းဒီကနေဖြည့်ရရတယ်ဟုတ်ပါတော့ဒီကနေဖြည့်ရရတယ်ဒီကနေဖြည့်ရရတယ် okay လောလောဆယ်တော့ PC တစ်ခုရောက်ကျွန်တော်ပြတယ်ဒါမှခုတ်ပြီးတော့မှကျွန်တော်တို့ရှိသေးတယ်ရှင်ဒီမှာတော့ထားပါတော့တခြားဖြော်ရည်ပါရှိသေးတယ် ready ပေါ့အဲ့ဒါမှ ready ကိုထားရမယ်ပြီးတော့ဒီမှာဖြော်ရည်ရွေးမယ်ပြီးတော့ဒီမှာလည်းကျွန်တော်တို့ဘူးပဲထည့်မယ်သူလည်းခု5000လက်ကားစီးကို4500ဝယ်စီးကြရင်တော့4000ပေါ့မတူထားလိုက်မယ်4000 stock ပမာဏမထည့်တော့ဘူးဒီမှာကျွန်တော်တို့ပါကောက်ထည့်လိုက်မယ် stock ပမာဏအားတော့ဒီမှာနှစ်ခုပဲထည့်လိုက်မယ်နမူနာထည့်လိုက်မယ်အရှင်ဒီမှာကျွန်တော် ready ပါကြရင် stock မှာနှစ်ခုဒီမှာ stock နည်းနေပြီဆိုပြီးတော့ပြရနေ okay ပြီးတော့ PC တိထဲမယ်ဒါမှတော့မုံမဆိုရင် snap ပေါ့ဟုတ်လားမုံမဆိုကျွန်တော်တို့အာလူကြော်ထည့်လိုက်မယ်ကျွန်တော်တို့ okay ပြီးတော့မုံသွားမယ်သွားပြီးတော့မှဒီမှာအာလူကြော်ဆိုတော့ထောက်ပေါ့နော်ကျွန်တော်တို့တထောက်ကို1000ထားမယ်လက်ကားစီရကျွန်တော်တို့6000လေးယူမယ်ဝယ်စီကျွန်တော်တို့4000 5000လေးဝယ်လိုက်မယ် okay ဘာကောက်ကျွန်တော်မထည့်ရရတယ်ဘာကောက်ကိစ္စမရှိဘူးမရှိတော့မထည့်ရှိတော့ထည့်လိုက်ပိုကောင်းတာပေါ့နော် okay အဆုံးဒီမှာရှင်ကျွန်တော်တို့ချိန်မှာပစ္စည်းတွေအမျိုးအစားလိုက်ခွဲပြီးပြီမမျိုးအစားမှာကြာရင်မုံမှာကြာရင်တစ်ခုပဲရှိတယ်ချော်ရည်မှာကြာရင်နှစ်ခုရှိတယ်ဒီမှာပစ္စည်းဖြည့်မယ်ပစ္စည်းဖြည့်မှာကြာရင်ကျွန်တော်တို့ကဒီမှာချိန်နေတာဒီမှာ stock တွေလက်ချတဲ့ကုန်နေပြီမလားဖြည့်လို့ရှိရင်ဒီ DNA နဲ့လဲရတယ် DNA လဲတကယ်လို့ဒီ DNA ရုံးနေကြမှာဒီ stock ဖြည့်မှာကြာရင်ဒီမှာကျွန်တော်တို့ဘာဖြည့်မလဲရှင်ဒီမှာအာလူကြော်ပြောအာလူကြော်ကိုဒီမှာ10ထောက်ဖြည့်လိုက်မယ်ဖြည့်မယ်ရှင်ဒီမှာအာလူကြော်10ထောက်ရှင်ဒီမှာ10ထောက်ဖြည့်ပြီဒီမှာကြာရင်ဒီဟာကြာရင် stock ပမာဏဒီမှာကြာရင် stock ဖြည့်တာခဏအာလူကြော်10ထောက်နော်ဟောဒီမှာ10ထောက်ဖြည့်ပြီနော်တကယ်တော့ဒီမှာကြာရင်ဒီမှာကခုတ်ကြာရင်ကုန်နေခုတ်ကိုဘယ်လိုဖြည့်မှရှင်ဒီကနေပဲဖြည့်တယ်မယ်ကျွန်တော်ခုတ်ကြာရင်ဖြည့်ပြီးပမာဏကကျွန်တော်တို့အခု20ထဲလိုက်မယ်မချက်ကျွန်တော်ရေးတော့လို့ရှင်ဒီမှာခုတ်မှကြာရင်အခု20ရှိပြီ ready မှာကြာရင်နှစ်ခုပဲရှိတယ်နှစ်ခုပဲရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ဖြည့်လို့ရမယ်ဒီကနေဖြည့်ရတယ်ဟိုကနေဖြည့်တယ်ကြာရင် ready နှစ်ခုရှိနှစ်ဘူးရှိမယ်နှစ်ဘူးကိုကျွန်တော်တို့ထပ်ပါတော့10ဘူးပြန်ထည့်မယ်ရှင်10ဘူးကြည့်ပြီ okay ဟုတ်တယ်နော်ရပြီဆိုရင်ဒါကျွန်တော်တို့ချိန်မှာရှိတဲ့ပစ္စည်းတွေကိုအရင်ဆုံးဒီမှာအကုန်လုံးဖြည့်ထားရမှာဖြစ်ပါတယ်ချိန်မှာပစ္စည်းဖြည့်ပြီးပြီရှင်ကျွန်တော်တို့ဒီမှာရောင်းလိုက်မယ်ထားပါတော့ရောင်းမယ်ကြာရင်ကျွန်တော်တို့ဒီမှာရောင်းမတန်မတော့ POS မှာသွားမယ်သွားပြီးတော့မှဒီမှာကျွန်တော်တို့ဒီမှာတစ်ခုချင်းစီဒီမှာပါကောက်ရှိရင်ပါကောက်နဲ့ခြာပြီးတော့မှရောင်းလို့ရတယ်မဖြော်ရည်မဟုတ်အဲဒီမှာကျွန်တော်တို့ရောင်းလို့ရတယ်အရင်ဆုံးကျွန်တော်တို့ဒီမှာခုတ်ရဲ့ ready ရဲ့အားလုံးကြော်ရတစ်ခုစီရောင်းလိုက်မှာ okay နောက်ပြီးတော့ဒီမှာ short ဆေးထည့်လို့ရတယ် short ဆေးတိုင်းကျွန်တော်တို့ဒီရင်ချိတ်ထည့်ရမှာပေါ့နော်1000 short ပေးမှလား2000 short ပေးမှလားကျွန်တော်မှ short ပြီးတော့ဒီမှာဖောက်တယ်ယူဒီမှာကြာရင်ဒီမှာတကယ်လို့ဒီမှာဖောက်တယ်စီရင်ဖြည့်ထားရင်ဒီမှာဖောက်တယ်စီရင်ပေါ်နေလိမ့်မယ်ကျွန်တော်ကဖောက်တယ်မဖြည့်ထားတော့ဒီမှာမပေါ်ဘူး okay အဲ့တော့လက်လီရောင်းမလားလက်ကားရောင်းမလားတကယ်လို့လက်ကားစီးချိန်ဒီမှာလက်ကားစီးပြပြီးဒီမှာကြာရင်လက်ကားစီးချိန်တော့1000ဟောကြမယ်လက်လီရောင်းမှဆိုရင်ဒီမှာကြာရင်1000ကြမယ် okay ပြီးရင်ကျွန်တော်တို့ငွေကောက်နေဆိုရင်လည်းပြလိုက် okay ပြီးရင်ဒီမှာတို့ကျွန်တော်
ရောင်းပြီးချိန်ဒီမှာကျွန်တော်တို့ကပါပြမလဲရှင်ဒီမှာစုစုပေါင်း2000ရောထားတယ် short sale မရှိဘူး2000ရမယ်တကယ်လို့ print ထုတ်ရှင်ဒီမှာ print ဆိုတာလေးနေပြီးတော့တကယ်လို့ printer နဲ့မချိတ်ထားအောင်ရှင်ပိတ်ပြီးဆိုတာလေးနေပြီးရတယ်โอเค PC တော့ကြည့်ကြည့်မယ်အရင်ဆုံးကျွန်တော်တို့ရောင်းထားတာ PC တော့ကြည့်ကြည့်မယ်ပြင်မှာတက်ကြည့်မယ်ဒီမှတ်တမ်းမှာတော့ကြည့်မယ်မှတ်တမ်းအောင်သွားမယ်သွားပြီးတော့မှဒီမှာကျွန်တော်တို့ရောင်းထားတာလက်လီရောင်းထားရယ် PC ရေအတွက်3မျိုးရောင်းထားမယ်ဒီမှာကောင်းငွေ2000အများ8000ပြနေတယ်โอเคဟုတ်တယ်နော်8000ဒီမှာကျရင်လည်းရောင်းမှုစုစုပေါင်းတစ်ချိန်ပဲရှိမယ်ကောင်းငွေပေါင်း2000ဒီမှာ2000ရှိမယ်အများ8000လက်လီတစ်ချိန်ပဲရောင်းထားမယ်โอเคဒီတေးတက်ကြည့်ကြည့်မယ်ဒီတေးအသေးစိတ်ကျွန်တော်တက်ကြည့်ကြည့်မယ်တကယ်လို့ဒီမှာပြင်မယ်ဖြည့်မယ်ဆိုရင်လည်းဖြည့်လို့ရတယ်ပြင်မယ်ဆိုရင်လည်းဒီမှာကျွန်တော်တို့ပြင်လို့ရတယ်တကယ်လို့ပြင်မယ်ဆိုရင်လေဒီမှာတခုတတိထားတော့ကျွန်တော်တို့စီးနှုံမားတာပဲပြင်လို့ရမယ်စီးနှုံကဘယ်လိုမားလဲဆိုရင်ထားပါတော့ကျွန်တော်တို့1000ပြန်ဆော့ပေးမယ်ရှင်မှာဒီမှာ1000လို့ပြန်နှိပ်ပေးရမှာဒီမှာ1000လို့နှိပ်ပေးပြီးတော့မှဒီမှာမတ်ချရေးပြလိုက်မတ်ချရေးပြီးဒီမှာကျွန်တော်တို့သူစီးနှုံအော်တိုပြင်ထားလိမ့်မယ်ကျွန်တော်ကမပြင်တော့ဘူးဒီမှာထားပါတော့ပြီးတော့ဒီမှာဒီမှာအသေးစိတ်ကြည့်မယ်အသေးစိတ်ဘယ်လိုကြည့်မလဲရှင်ဒီမှာကျွန်တော်တို့ခဏရောင်းခဲ့တဲ့မှာ walk in ဆိုကျွန်တော်တို့ခဏဖောက်တယ်ဆိုတဲ့နေရာမှာ walk in အဝင်ပေါ့နော်ဆိုင်အဝင်ကိုရောက်ထားဆိုတော့ဒီမှာပါရောက်နေလက်လီရောက်ထားတယ်ရေဆွဲရှိမယ်ဒီမှာမတ်ချဲတော့ကျွန်တော်မထားတော့ဘူးဒီမှာ3မျိုးရောက်ထားတယ်ခုတ်ကတပူ ready တပူအာလူကျော်တစ်ထောက်โอเคပြီးတော့ဒီမှာသူရဲ့စီးနှုံးပေါ့နော်ကျွန်တော်တို့လက်လီရောက်ထားတယ်လက်လီရဲ့လက်လီရောက်ထားတာနော်ဒီမှာလက်လီကျရင်ကျွန်တော်တို့ဒီမှာသူရဲ့စီးနှုံးလေးပါအကုန်လုံးပြရမယ်ဒါမှတော့ဒီမှာခုတ်တပူက9000 9000လိုက်ဒီ9000လက်လီစီးနှုံးလေးပြမယ်စုစုပေါင်းပြမယ်ဝယ်ယူကုန်ကြမှုကကျွန်တော်ခုတ်ကဘယ်လောက်ဝယ်ထားလဲ3000နဲ့ပဲဝယ်ထားရတယ်ဟုတ်တယ်မလားဒီမှာ3000ဆိုရင်အမြတ်2000ဒီကြိုင်4000နဲ့ပဲဝယ်ထားတော့1000 9000โอเคပြီးဒီမှာကျွန်တော်တို့ပြင်မာလားဖြည့်မာလားပြင်ထုတ်မာလားအကုန်ပြန်လုပ်လို့ရတာပေါ့နော်ဒီမှာစုစုပေါင်းကျွန်တော်တို့ကစုစုပေါင်းရရငွေ2000မှာစုစုပေါင်းဝယ်တာကကျွန်တော်တို့အမြတ်ပေါ့နော်အမြတ်က8000ပေါ့နော်အများ8000ကျွန်တော်တို့ဝယ်ဆေးရစုစုပေါင်းဝယ်တာကကျွန်တော်တို့1000နဲ့2000ပဲဝယ်တာကျွန်တော်တို့ရောင်းတာက2000ပြန်ရောင်းတော့8000မြတ်တယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ပိုက်လိုက်မယ်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ပြတော့မလဲရှင်ဒီမှာရောင်းတာပြီးတော့ကျွန်တော်တို့ဒီမှာ textbook ဝင်တော့ကြည့်ရင်လည်းဒီမှာရောင်းတဲ့ဟာလေးပြထားလိမ့်မယ်ဒီမှာယင်းဒီရောင်းငွေတယ်ယင်းဒီအမြတ်ရောင်းမှုတကယ်လို့ stock လက်ကျန်နေနေဒီမှာတတိပေးလိမ့်မယ်သူအဲ့ဒါပါโอเคရောင်းပြီးတော့မှအဝယ်စင်းရောက်တာပြီးပြီချိန်နဲ့ကျွန်တော်တို့လက်လီအယောင်းတော့ကြည့်လက်လီအယောင်းမှာချိန်ကျွန်တော်တို့ရောက်တာ2000ရှိမယ်โอเคလက်ကမရှိသေးဘူးဟုတ်တယ်စုစုပေါင်းရရငွေက2000ရှိမယ်ဒီမှာမရှင်လက်လီရောက်မှုတစ်ချိန်ရှိမယ်ဒီမှာ3မျိုး2000โอเคဒီမှာကျွန်တော်တို့လိုချင်တဲ့တိတ်တွေကိုထားပြီးတော့မှတွက်ပြီးတော့မှပြန်ကြည့်လို့လည်းရတယ်ဒီမှာဘယ်လိုကြည့်မလဲဒီမှာဆိုတော့ဒီတရက်နေ့ကနေဒီ9လပိုင်းတရက်နေ့ကနေ9လပိုင်း14ထိပေါ့15ထိချင်းဒီမှာပြနေနေမယ်9လပိုင်းတရက်နေ့နဲ့9လပိုင်း2ရက်နေ့ချင်းဒီမှာတော့ရှိမှာမဟုတ်ဘူးโอเคဒီမှာနော်ရှိမှာမဟုတ်နော်တကယ်လို့9လပိုင်းတရက်နေ့ကနေ9လပိုင်း14ရက်နေ့ချင်းဒီနေ့က14ရက်ရှိတော့ဒီမှာရှိနေလိမ့်မယ်โอเคပြီးရင်ဒီမှာအရှုံးအမြတ်ဒီမှာလည်းတက်ပြီးချင်းဒီမှာအရှုံးအမြတ်မှာကြာရင်ကျွန်တော်တို့ကခဏPC ရဲ့ဝယ်တာကို PC ရောင်းတာ2000ရောင်းထားတယ်ဟုတ်တယ်မလား2000ဘူးရောင်းထားတယ်ဝယ်တာမရှိသေးဘူးတော့ဒီမှာစီလိုပြနေလိမ့်မယ်ဒီအဝယ်စင်းကျွန်တော်တို့မထည့်ရသေးဘူးเนาะအဲကြောင့်ဒီမှာစီလိုပြနေလိမ့်မယ်စုစုပေါင်းအများက2000ရမယ်โอเคပြီးရင်ဒီမှာကြာရင်လည်းကျွန်တော်တို့စင်းရင်းမှာကြာရောင်းဝယ်ရ2000အဝယ်စင်းရင်းမရှိသေးဘူးအများကဒီလောက်ရှိနေပြီโอเคအရင်ဆုံးကျွန်တော်တို့ဝယ်ကြည့်မယ်အဲဆိုရင်ဒီမှာဘယ်လောက်ဖြည့်သွားမလဲရှင်ဝယ်ကြည့်မယ်အဝယ်စင်းရင်းကိုသွားမယ်သွားပြီးတော့မှဒီမှာကျွန်တော်တို့ဝယ်ယူမှုမှတ်တမ်းအောင်ထည့်မယ်အဝယ်စင်းရပဲအချိန်မှာဝယ်လိုက်ချင်းကျွန်တော်တို့ဒီ PC လက်ကျန်လေးကုန်သွားတဲ့အချိန်မှာဒီ PC တွေဒီချိန်မှာရှိတဲ့ PC တွေကုန်သွားပြီးတော့မှချိန်ကိုနောက်တစ်ခါပြီးတော့မှပြန်ပြီးတော့မှတင်သွင်းတဲ့ PC တွေကိုဒီအဝယ်စင်းရမှာမှားရမှာเนาะမှားမှာဆိုလို့ဒီချိန်ကိုနောက်ထပ်ပြန်အတိတင်သွင်းမဲ့ PC တွေကိုဒီအဝယ်စင်းရမှာမှားရမှာโอเคအဝယ်စင်းကျွန်တော်မှတ်လိုက်မယ်အဝယ်မှုမှတ်တမ်းထည့်မယ်ထည့်ပြီးတော့မှဒီမှာထားပါတော့ကျွန်တော်တို့အပြင်ဝယ်နေတာထားပါတော့offside ပေါ့အပြင်ဝယ်မယ်ဒီနေ့ကျဆွဲလိုက်ဒီမှာရွေးမယ်ရွေးပြီးတော့မှဒီမှာ PC မှာကျရင်ကျွန်တော်တို့ခုတ်ဝယ်မှာလား ready ဝယ်မလားအလူကျော်ဝယ်မှာလားလောက်ချက်ကျွန်တော်တို့3ခုပဲရှိတယ်မလား3ခုပဲရှိတော့ဒီမှာ
3ခုပဲမြင်ရလိမ့်မယ်တကယ်လို့ကျွန်တော် PC မြရင်ဒီမှာ PC အများကြီးမြင်ရလိမ့်မယ်အဲ့လိုဆိုကျွန်တော်ကဒါပေမဲ့ခုတ်ကိုပဲဝယ်လိုက်မယ်ခုတ်ကိုဝယ်မယ်ခုတ်ရဲ့ဈေးနှုန်းကဒီမှာ3000နော်ဟုတ်တယ်နော်ကျွန်တော်ဝယ်စီးရ3000နော်ဒါပေမဲ့ကျွန်တော်ခုတ်ကိုနောက်ထပ်10ခုပြန်ဝယ်မယ်10ခုပြန်ဝယ်ပြီးတော့မှသူ့ကိုတဖူးဈေးကျွန်တော်တို့ဒီမှာ3000ဝယ်ထားမလားတကယ်လို့နောက်တစ်ခါဝယ်2000ပဲကြာမှဆိုရင်2000ပဲရေးလိုက်နော်ကိစ္စမရှိဘူးတကယ်လို့ဆိုရင်2000ဆိုရင်ဒီမှာ1000ပေါ့နော်တကယ်လို့နောက်တစ်ခါဝယ်လဲ3000ဈေးနဲ့ပြန်ဝယ်မှရှင်ကျွန်တော်တို့3000လေးထည့်ပေးလိုက်โอเค3000ချင်းဒီမှာ3000ပြီးပြီနော်โอเคပြီးရင်ကျွန်တော်တို့မှတ်ချေမထည့်လဲရတယ်ကိစ္စမရှိဘူးဒီမှာတိတ်မယ်ဆိုရဲနေပြီလေโอเคနေပြီးရင်ဒီမှာတို့ကျွန်တော်အပြင်ဝယ်မှာဒီမှာ offset အပြင်ဝယ်မှာ PC ကတစ်မျိုးရှိမယ်မှတ်တမ်းမှာတစ်ကြည့်ဒီမှာခုတ်ဝယ်ထားတယ်3000နော်ပိတ်မယ်ပြင်မယ်ဖြစ်မယ်ဒါလုပ်လို့ရတယ်โอเคပြီးတော့ခဏကျွန်တော်တို့ဒီမှာ PC ဝယ်ထားပြီးဆိုရင်ဒီမှာကုန်ကျငွေ3000ပြီးဖြစ်ပြီးရှင်ခဏကျွန်တော်အရှုံးအမြတ်မှာတော့ကြည့်မယ်ပါရီပြောင်းလဲသွားမလဲဆိုရင်လက်ဒီလက်ကားမှာတော့ပြောင်းလဲတော့မရှိဘူးဒီအရှုံးအမြတ်မှာပြောင်းအရှုံးအမြတ်မှာကျရင်ကျွန်တော်တို့ခဏရောင်းရငွေ2000ကျွန်တော်တို့ဝယ်တာ3000ရှိပြီမလားဟုတ်တယ်မလားအဲ့အချိန်ကျကျွန်တော်တို့ကရှုံးနေပြီ1000ဟုတ်တယ်မလားသူက PC စင်းရဲ့ကို PC ရဲ့အတိအကျငွေကိုသူကပြပေးလိမ့်မယ်တကယ်လို့ကျွန်တော်တို့များများရောင်းရရင်ဒီမှာများအမြတ်အဆုံးထွက်လိမ့်မယ်โอเคရှုံးအမြတ်မှာကျရင်ကျွန်တော်ဒီမှာကျရင်ဒီမှာဒီဟာကရင်ရောင်းရငွေထဲကနေအဝယ်ငွေကိုပဲနှုတ်ထားတာဒီမှာ1000အမြတ်ပေါ့နော်ဒါရောင်းစရင်ရဲ့အရှုံးအမြတ်ကိုပဲကျွန်တော်တို့သိရမှာโอเคဒါမှကျွန်တော် PC နောက်တစ်ခုပြန်တော့ရောင်းလိုက်မယ်ဒီမှာရောင်းပြီးတော့မှတော့အလူကျော်2000ပြန်ရောင်းလိုက်မယ်1000โอเค1000ပြန်ရောင်းလိုက်ပြီရှင်ဒီအရှုံးအမြတ်မှာတော့ကြည့်ရင်ဒီမှာတော့4000ရောင်းမယ်ဝယ်တာ3000ဆိုရင်ကျွန်တော်တို့1000မြတ်နေလိမ့်မယ်ဟုတ်တယ်မလားโอเคအဲ့ဆိုရင်ကျွန်တော်တို့နောက်ထပ်ပါသွားအောင်မလဲရှင်ဒီမှာအရှုံးအမြတ်မှာကျရင်ကျွန်တော်တို့ဒီမှာပြီးပြီဆိုရင်တော့အသုံးစိတ်မှာကျရင်ကျွန်တော်တို့ပါရှိမလဲရှင်ဒီမှာကျွန်တော်တို့ဒါမှတော့လက်စီပိုးရေပိုးအင်တာနက်ပိုးအစားအသောက်ဦးစားလာစားအချက်ချအများရှိမှာပေါ့နော်လက်ချက်ဒီမှာဒီဟာဒီမှာထည့်ထားပြီးဒီမှာ test for အနေနဲ့ထည့်ထားပြီးတယ်နော် test for အနေနဲ့ထည့်ထားပြီးတယ်ဒီမှာဟုတ်လားကျွန်တော်အရှုံးအမြတ်ထည့်မယ်ဆိုရင်ကျွန်တော်တို့ဒါမှတော့ energy ဘူးလက်စီဘူးပေါ့လက်စီဘူးကျွန်တော်တို့လက်စီဘူးကျွန်တော်တို့ဒီမှာ1000ဆောင်လိုက်ရတယ်အခုရှယ်ရ1000ဆောင်လိုက်ရတယ်ဆိုရင်ဒီမှာလက်စီပေါင်ချမှတ်တမ်းတွေထည့်လို့ရတယ်ဒါမှတော့ဒီမှာကျရင်ကျွန်တော်မှတ်တမ်းတွေထည့်လို့ရတယ်ဒါငွေချေပြီးပေါ့ဟုတ်လားငွေချေပြီးတို့ပဲထည့်လိုက်မယ်ပြီးရင်ဒီမှာမှတ်တမ်းထည့်မိရွာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာပါမြင်ရမယ်ဆိုရင်လက်စီပိုးမြင်ရမယ်ငွေပမာဏ1000ငွေပေးချင်မှုပြီးဆုံးပြီပြင်မယ်ဖြည့်မယ်ကျွန်တော်တို့ဒါလေးလုပ်လို့ရမယ်โอเคပြီးရင်ဒီမှာ30ပြီးတော့ဒီမှာပန်တာရေးချုပ်ရဲ့ဒီမှာချုပ်စင်းရဲ့နှစ်ခုရှိတယ်ဒီတစ်ခုကျွန်တော်တခြားလေးပြန်ရှင်းပြမယ်ဒီပန်တာရေးချုပ်မှာကျရင်ကျွန်တော်တို့ပါရှိမလဲရှင်ပန်တာရေးချုပ်မှာကျရင်ကျွန်တော်တို့ကပါကျွန်တော်ပါထည့်ထားပေးလဲရှင်ဒီမှာကျွန်တော်တို့ရောင်းရငွေထဲကနေရောင်းရငွေရဲ့ပြီးတော့မှအမူရင်းစည်းရဲ့အမြတ်ရဲ့အတုံးစည်းရဲ့ကိုအတုံးခုပဲထည့်ထားပေးပြီးတော့မှကျွန်တော်တို့အမြတ်ကိုပြန်ပြီးမှတွက်ထုတ်ထားတာโอเคဒီမှာကျရင်ကျွန်တော်တို့4000ရောင်းရတယ်မလားဟုတ်တယ်မလားခဏကျွန်တော်တို့ဒီမှာအယောင်စည်းရဲ့မှတ်တမ်းမှာတက်ကြည့်ဒီမှာ4000ရောင်းရတယ်မလားဟုတ်တယ်မလား4000ရောင်းရတယ်မှာ4000ပေါ့နော်4000ဒီမှာ COGS ဆိုတဲ့ကျွန်တော်တို့ PC ရဲ့မူရင်းတာဖို့စင်းနှုန်းပေါ့နော် PC မူရင်းတာဖို့စင်းနှုန်းကခဏရတောင်းရောင်းတာမှာ2000နဲ့2000ဟုတ်လားတော့တက်ကြည့်ဒီမှာရှင်2000အဲ့ဒါလေးပြပြောင်းတယ်ဟုတ်နော်ဒီဟာကကျွန်တော်တို့က COGS ဆိုတဲ့ကျွန်တော်တို့ကပါလဲဆိုရင်ပါဗျာ sorry ကျွန်တော်တို့အမြတ်ပေါ့နော်အမြတ်ဆိုရင်တော့ကျွန်တော်တို့မူရင်းစေးကိုမူရင်းစေးကနေရောင်းထောက်ပြီးတော့မှအမြတ်အ1000ထောင်ပေါ့မူရင်းစေးကနေရောင်းထောက်တဲ့အမြတ်ပေါ့နော်ဒီမှာ craft profit ဆိုရင်ဒီမှာ18000အမြတ်ရှိမယ်ဟုတ်တယ်မလားအသုံးစေးရကျွန်တော်တို့ခဏ1000ထည့်ထားတယ်ရှင်ကျွန်တော်တို့18000နဲ့1000နှုတ်လိုက်ရင်ဒီမှာရပြီโอเคဒီမှာတခြားပြန်ရှင်းပြမယ်ဒီရောင်းရငွေကျွန်တော်တို့4000ရှိတယ်မလား4000တော့4000ပြီးတော့ဒီ COGS ဆိုရင်ကျွန်တော်တို့အယောင်မှတ်တမ်းမှာရှိတဲ့ဒီဟာလေးကိုခေါ်တယ်သူက COGS ဆိုရင်ဒီမှာအမှရှိဒီမှာ1000ဝယ်ယူမှုကုန်ကျစုစုပေါင်းခေါ်တာဒီမှာ1000ဒီမှာ1000နော်2000ဟုတ်တယ်မလား2000ဒီမှာပြန်လိုက်ကြည့်ဒီမှာကြည့်2000ဟုတ်တယ်မလားမူရင်းစေးနော်ဟုတ်တယ်နော်
ပြီးတော့မှ cross profit ဆိုတာကျွန်တော်တို့အမြတ်ပေါ့နော်ခဏရောင်းရတဲ့ဒီအယောင်စင်းထဲမှာရှိတဲ့စုစုပေါင်းအမြတ်ဒီမှာ18000 18000ဟုတ်တယ်မလား18000ဆိုရင်ဒီမှာဒီဟာတဲ့ဒီအမြတ်ထဲကဒီအယောင်စင်းထဲကအမြတ်ထဲကနေအသုံးစရိတ်ကိုနှုတ်ပြီးတော့မှရလာတဲ့လက်ချာကကျွန်တော်တို့အမြတ်ပေါ့နော်ဒီဟာဒီဟာအမြတ်တသက်ဆိုတာဒီရောင်းတာထဲကနေအသုံးစရိတ်ကိုနှုတ်တဲ့အမြတ်ပေါ့နော်နောက်ထားပြီးတော့မှဒီမှာချုပ်ရှင်းစရင်းဆိုတာလေးရှိတယ်ဒီချုပ်ရှင်းစရင်းမှာကျရင်ကျွန်တော်တို့ပါလဲဆိုရင်ကျွန်တော်တို့ဒီချုပ်ရှင်းစရင်းကျရင်ကျွန်တော်အလွယ်ကူဆုံးရှင်းကျွန်တော်တို့ရောင်းတာထဲကနေဝယ်တာကိုပဲနှုတ်ထားတာစုစုပေါင်း PC ရဲ့အမြတ်ကိုပဲသိချင်တာ PC ရဲ့အမြတ်ကိုသိအောင်ပဲလုပ်ထားတာ PC ရဲ့အမြတ်ရဲ့ပြီးတော့မှအသုံးစရိတ်ရဲ့နှုတ်ပြီးတော့မှရလာတဲ့ကျွန်တော်တို့လက်ထဲမှာနောက်ဆုံးပတ်စံဘလောက်ကျန်လဲဆိုတဲ့အမြတ်ကိုကျွန်တော်တို့သိချင်လို့ဒီမှာချုပ်ရှင်းစရင်းဆိုတာလေးကိုလုပ်ထားပြရတယ်မှာဒီမှာချုပ်ရှင်းစရင်းကျရင်ကျွန်တော်တို့ရောင်းငွေ4,000ဝယ်တာကျွန်တော်တို့ခဏ3,000ကုန်တယ်ဟုတ်တယ်မလားပြီးတော့အသုံးစရိတ်က1,000ပြီးတော့လက်ကျန်အမြတ်ကမရှိဘူးဘာလို့လဲဆိုရင်ရောင်းရငွေ4,000အဝယ်စရင်ကွက်တီဖြစ်နေလို့ဒီမှာ4,000နော်တကယ်လို့ထပ်ပါတော့ပြန်ရောင်းကြည့်လိုက်မယ်ကျွန်တော်တို့ဒီမှာအလူကျော်တစ်ထောက်ဒီမှာနဲ့ဒီမှာပစ္စည်းမလောက်တော့ရှိဒီမှာ stock မလောက်ပါဆိုတော့လေးပြရနော်ဒီမှာနော်ကျွန်တော်ပစ္စည်းပြန်ရှောက်မယ်ဒီမှာနှစ်ထောက်ပဲရောင်းလိုက်မယ်ဒီကောက်မယ်โอเคပြီးရင်ခဏချုပ်ရှင်းစရင်းပြန်သားကြည့်မယ်ဆိုရင်ဒီမှာ6,000ဟုတ်တယ်မလား6,000ဆိုရင်ဒီမှာအမြတ်2,000โอเคဒီမှာရေချုပ်ကြည့်လို့ရမယ်နားချုပ်ကြည့်လို့ရမယ်နှစ်ချုပ်လည်းကြည့်လို့ရမယ်ဒီမှာလည်းပြန်ကြည့်လို့ရမယ်အသေးစိတ်ရောင်းငွေထဲကနေဝယ်တာနော်ဒီမှာရောင်းငွေထဲကနေအဝယ်ကိုနှုတ်ပြီးဒီမှာအသုံးစရိတ်တော့2,000ကျန်မယ်ဒီမှာဒီနေ့ဒါမှရဲပေါ့ရဲချုပ်လာချုပ်နိချုပ်ပေါ့နော်ပြီးတော့မှဒါဆိုမှစုစုပေါင်းရှာလေးရှိမယ်โอเคအရှုံးအမြတ်စင်းရင်မှာကြာရင်လည်းအဲ့ဒါပဲအရှုံးအမြတ်စင်းရင်မှာကြာရင်ကျွန်တော်တို့ပါရှိမလဲရှင်ရောင်းရငွေထဲကနေအဝယ်စင်းရုံနှုတ်ပြီးတော့မှ PC ရဲ့အမြတ်ကိုပဲတည်အောင်လုပ်တာဒီရဲ့အရှုံးအမြတ်စင်းရင်မှာကြာရင်ကျွန်တော်တို့ရောင်းငွေက6,000ရှိမယ်အဝယ်က3,000ရှိမယ်အမြတ်က3,000 PC ရဲ့အမြတ်ကိုပဲတည်အောင်လုပ်ထားတာအရှုံးအမြတ်မှာကြာရင် PC ရဲ့အမြတ်ကိုပဲတည်အောင်လုပ်ထားတာကျွန်တော်တို့ဒီဘန်ဒါရေးချုပ်မှာကြာရင်ကျွန်တော်တို့ကရောင်းတာထဲကနေအသုံးစရိတ်ကိုပဲနှုတ်ထားပြီးတော့မှအမြတ်ထွင်အောင်လုပ်ထားတာပြီးတော့မှချုပ်ရှင်းစရင်းမှာကြာရင်ကျွန်တော်တို့ရောင်းတာထဲကနေဝယ်တာကိုနှုတ်မယ်အသုံးစရိတ်ကိုနှုတ်မယ်ပြီးတော့မှနောက်ဆုံးလက်ကျန်အမြတ်ကိုတီးအောင်လုပ်ထားတာโอเคပြီးတော့မှ setting မှာကြာရင်ကျွန်တော်တို့ထားပါတော့ကျွန်တော်တို့ဒါမှတော့တရက်ဒါမှတ်ချင်းဒီမှာတရက်ဒါကို Excel file အနေနဲ့ထုတ်ချင်ဒီဟာလေးကိုနှိပ်ပေးလိုက်ရမယ်ဒီမှာတောင်းအောင်ဆွဲသွားပေးလိုက်မယ်တို့တကယ်လို့ဒီ data တွေအကုန်လုံးကျွန်တော်တို့အရင်တင်ထားခြင်းနဲ့တကယ်လို့ကွန်ပျူတာတစ်ခုဖြစ်မှာဆိုလို့အရင်တင်ထားခြင်းနဲ့ပြတ်သွားမှာဆိုလို့ရှင်ဒီမှာကျွန်တော်တို့တကယ် full backup Excel download လုပ်ရနေလို့ရတယ်။ Okay တော့နေလိုက်ပြီရှင်ကျွန်တော်တို့ဒီမှာကျွန်တော် folder ထဲမှာပေါ့နော် folder ထဲမှာကျွန်တော် download ဆိုတဲ့ folder ထဲမှာဒီမှာနှစ်ခုရှိနေလိမ့်မယ်။ဒီမှာကျတော့ full backup ကိုကျွန်တော်ဖွင့်လိုက်မယ်ရှင်ကျွန်တော်တို့ Excel နဲ့ဖွင့်လိုက်မယ်ရှင်ပါရမလဲဆိုရင်ဒီမှာExcel file အနေနဲ့ရလာမှတွေ့တယ်မှာချင်းအဲဒီမှာကျွန်တော်တို့ရောင်းတာရှိမယ်အရောင်း item ရှိမယ်ရှိသေးလဲရှင်ဒီမှာ PC ရဲ့ဝယ်တာရှိမယ်ဒီမှာရှိမယ်လာချုပ်ရှိမယ်နှိချုပ်ရှိမယ် PC ရဲ့လက်ကျန်စရင်းတွေ PC ပဲတစ်ခုရှိလဲဆိုတာရှိမယ် customer တွေရှိမယ်ဒါက full backup ပေါ့နော်အကုန်ထားတာဒီလိုဒီမှာရောင်းတာပဲကြည့်ချင်တယ်ဆိုရင်ဒီမှာရောင်းတာပဲဖွင့်လိုက်မယ်ကျွန်တော်ရောင်းတာကိုရှင်ဒီမှာရောင်းတာကျွန်တော်တို့ခဏဘယ်လောက်ရောင်းထားလဲ6,000ရောင်းထားပါလားဒီမှာဟုတ်တယ်6,000လေဝယ်တာ3,200ပဲကျတယ်6,000အများ2,800ကျနေပြီโอเคဒီလောက်ဆိုရင်ကျွန်တော်ရဲ့ဒီ next of POS online POS ကိုကျွန်တော်တို့သုံးတတ်မယ်လို့မျှော်လင့်တယ်ပေါ့နော်တကယ်လို့တခုခုမရှင်းမသုံးတတ်ဘူးတခုခုသိချင်တာရှင်ကျွန်တော်ရဲ့ဒီ Telegram ကိုလာပြီးတော့မှမိလဲရပါတယ်ဒီမှာတူဘာမှတော့မရှိတော့ဘူးဒီမှာကျရင်ဒါကျွန်တော်အလွယ်ကူဆုံးနဲ့အလွယ်ကူဆုံးရေးထားပေးတာပေါ့နော်ဒီရဲ့ software ကို